မိနစ်30အတွင်းအမြန်ချက်လို့ရတဲ့အစာပြေမုတ်လို့နီ3မျိုးကိုဖော်ပြပါမယ်။ထောက်ပွန်ပရိသတ်များလုံးပဲမင်္ဂလာပါ။အိမ်မှာစားဖို့ပဲဖြစ်ဖြစ်ပျော်ပွဲစားထွက်ဖို့ပြင်ဆင်ဖို့ပဲဖြစ်ဖြစ်ရတာရှိပြီးလွယ်ကူလျင်မြန်တဲ့မုတ်လို့နီတွေကိုအခုပဲဖော်ပြပေးပါမယ်နော်။ထမင်းဖြူတစ်ခွက်နဲ့ဆိုရင်အတော်ကိုအရတာရှိမဲ့ဟင်းလေးတွေပဲဖြစ်ပါရဲ့ရှင်။သင်ဟာအာလူးကြော်စားရတာကြိုက်နေတဲ့သူတယောက်ဆိုရင်အခုမုတ်လေးကတော့လက်ကနေမချစရန်စားချင်နေမဲ့မုတ်လေးပဲဖြစ်ပါတယ်။ဝါလိုက်တဲ့အခါတိုင်းမှာပင်လယ်ကြီးတစ်ခုလုံးကိုအာလူးအကျွတ်ကျော်နဲ့အတူပေါင်းပြီးပါဇက်ထဲထည့်လိုက်ရတဲ့အရသာကိုရရှိမှာဖြစ်လို့ပြုလုပ်ပုံကိုအခုပဲအဆုံးထိကြည့်လိုက်ပါနော်။အခွန်ချွတ်ထားတဲ့ပစုံအသားတက်တန့်လေးတွေကိုအခုလိုမျိုးအတုံးလေးတွေဖြစ်အောင်ပုံမပြတ်ဖဲအသားလေးအယမ်းမညံ့အောင်ဓားလေးနဲ့ခက်စိတ်စိတ်လေးလှိထားလိုက်ပါပြီးတဲ့အခါမှာတော့ပကံလုံးထဲမှာတကြားပြောင်းပူးလေးထည့်ပြီးပြောင်းကော်မှုတ်လေးနဲ့အတူအကျော်မှုတ်အနှဲငယ်ထည့်ကောင်အားလုံးကိုရောသမားနေအောင်နှဲထားလိုက်ပါနော်ပြီးတဲ့အခါမှာတော့နှဲထားတဲ့အနှစ်လေးတွေကိုစားနေကြအာလူးပြားပေါ်တင်ပြီးအဲကုတ်ကာလေးနဲ့15မိနစ်လောက်ကြော်ထားလိုက်ရင်ရပါပြီရှင်ဒါဆိုရင်တော့စားလိုက်တိုင်းမှာဖောက်ခနဲ့အရသာနဲ့အတူရွရွလေးနဲ့ဝါလို့ကောင်းတဲ့အစာပြေအာလူးပစုံမှုတ်လေးကိုရရှိပြီးဖြစ်ပါတယ်နော်တသားမီမီလေးတွေကိုထမင်းဘူးထည့်ပေးဖို့အတွက် spicy ခောက်ဆွဲလေးကိုထည့်ပေးခြင်းနဲ့ဆိုရင်တော့အခုလိုမျိုးလေးစမ်းပြီးလုပ်ကြည့်ပါရှင်။လုံးရတာလေတကယ်လွယ်ကူပြီးတော့စားလို့လည်းအဆင်ပြေမှာဖြစ်လို့အမြင်စမ်းတဲ့မုတ်လေးကိုပြုလုပ်ဖို့အတွက်အခုပဲဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။အရင်ဆုံး spicy ခောက်ဆွဲတွေကိုကြက်တဲ့အထိပြုတ်ထားလိုက်ပါ။ကလေးတွေစားဖို့အတွက်ဆိုရင်တော့အဆက်လေးလျှော့ပြီးထားလိုက်ပါနော်။ခောက်ဆွဲတွေအစင်သေးဖြစ်ပြီဆိုတဲ့အခါမှာအခုလိုမျိုးဗီယက်နမ်ဆန်ပြားလေးတွေကိုအပိုင်းသေးသေးလေးတွေညှက်ထားလိုက်ပါ။လိမ့်လို့အဆင်ပြေတဲ့အနေထားဆိုရင်ရပါပြီရှင်။ဒီအနေထားရပြီဆိုရင်တော့စံပြားလေးတွေထည့်ခောက်ဆွဲလေးထည့်ပြီးပြီဆိုရင်လိပ်ပြီးတော့ရင်းညှိလေးနဲ့ပတ်ပေးလိုက်ပါရှင်ပြီးတဲ့အခါမှာတော့ဒဲအိုးထဲမှာစီလေးအနှဲငယ်ထည့်ပြီးအလုံးကိုအပေါ်ရန်လေးတင်းယုံကြော်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့အခုလိုစားလိုက်တိုင်းဣပြီးဝါလို့ကောင်းမဲ့ခောက်ဆွဲပြုတ်လုံးလေးတွေကိုရရှိပြီဖြစ်ပါတယ်နော်ဒီလိုအစမ်းလေးပြုတ်လုပ်ပေးလိုက်ရင်ကလေးတွေတိတ်အကြိုက်တွေ့မှာဖြစ်တဲ့အစားအစာလေးပဲဖြစ်ပါတယ်ရှင်ပဇွန်တခွားသီးပန်ကိတ်လေးကိုစားဖို့ကြလောင်ပါဇက်ထဲမှာမှုေးပြီးချွတ်ချွတ်အေးနဲ့နူးညံ့တဲ့အရသာအဖြစ်ကိုပေးဆွမ်းမဲ့ပဇွန်တခွားသီးပန်ကိတ်လေးကိုပြုတ်လုပ်ဖို့အခုပဲကြည့်လိုက်ရအောင်ပါနော်အရင်ဆုံးအယောင်ဆုံးပြီးစားလို့ကောင်းတဲ့အပြင်ကျန်းမာရေးနဲ့လည်းညှိညွတ်တဲ့မုံလောင်အနေနဲ့တခွားသီးတို့ကိုအခုလိုအတန်းလေးတွေတေချာလှိပြီးစားအနှဲငယ်ထက်ကတေချာလေးနဲ့ထားလိုက်ပါဒါမှသာရေတွေထွက်ပြီးတော့လိုသလိုအရသာသွင်းလို့ရမှာဖြစ်ပါတယ်ရှင်ပြီးတဲ့အခါမှာတော့ရေညှက်ထားတဲ့အသီးတွေထဲကိုပဇွန်လေးမကြေမညံ့လှိထည့်ပြီးရင်စားတကြားနဲ့ပြောင်းကုန်မှုတ်အကျော်မှုတ်တို့ကိုတေချာထည့်ကောင်နောက်ဆုံးမှာတော့စက်သားမှုတ်လေးထည့်ပြီးတေချာနေလိုက်ပါနော်ပြီးတဲ့အခါမှာတော့လက်နဲ့တေချာလေးပုံသွင်းပြီးရင်ဒဲဝိုးပေါ်မှာစီနဲနဲလေးနဲ့တေချာလေးလှန်လှော်ကကြော်ပေးလိုက်ပါရှင်ဒါဆိုရင်တော့အခုလိုအယောင်လေးနဲ့လှပြီးစားတဲ့အခါမှာလည်းအရသာရှိတဲ့ပဇွန်တခွားသီးပန်ကိတ်လေးကိုရပြီဖြစ်ပါတယ်အိမ်မှာအလွယ်တကူလှုပ်ရှားနိုင်မယ့်ဟင်းနေရာတွေကိုအစင်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ page လေးကို like and follow လုပ်ပြီးဗီဒီယိုတွေကိုစောင့်ကြည့်အားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်တို့တင်ဆက်စီခြင်းနဲ့ဟင်းနေရာလေးရှိရင်လည်း comment မှာမှတ်ပေးခဲ့လို့ရပါတယ်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ